ရွှေငွေအထောင်တောင်းထက်မကတန်ဖိုးရှိတဲ့တမန်တရားနှုတ်ကပတ်တော်တော်လူကအချိန်မပေးချင်ဘူးကိုရီးယားကကြည့်ဖို့ဆိုရင်တော့ညလုံးပေါက်ကြည့်နိုင်တယ်ဒါပေမဲ့တရားဟောချက်ဆိုတနိုင်တော့ဟောပြီးဆိုသူတို့တော့အရန်ကြတယ်ဇက်ကားကြည့်ဖို့ဂိမ်းဆော့ဖို့ကြတော့တညလုံးအချိန်ပေးနိုင်တယ်ဆိုရှယ်မီဒီယာသုံးဖို့တော့အချိန်တညလုံးပေးနိုင်တယ်ဒါပေမဲ့နှုတ်ကပတ်တော်တော့အချိန်မပေးဘူးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့တမန်တရားကိုဝယ်လို့မယောင်းနဲ့ဆိုတဲ့ကောင်းစင်တဲ့နှုတ်ကပတ်တော်ဝင်ငှချင်ပါတယ်တမန်တရားကိုဝယ်ပုံဝယ်နည်း၃မျိုးကိုလည်းကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်ပထမအနေနဲ့တော့တမန်တရားကိုမယောင်းနဲ့ဆိုတာနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းချင်ပါတယ်ဒါပါကိုပြောတာလဲဆိုတော့တမန်တရားဆိုတာရောင်းရမယ့်ထုတ်ကုန်ပစ္စည်းတစ်ခုမဟုတ်ဘူးတချို့ကတော့တမန်တရားကိုဟောတဲ့အခါမှာပတ်စံရမှတရားဟောခြင်းတဲ့သူတွေရှိတယ်အလှငွေပေးနိုင်မှအိမ်နဲ့အိမ်ကဖိတ်တာချင်းတူတာတောင်ပတ်စံပေးနိုင်တဲ့အိမ်မှဖယားရှိခိုးပေးခြင်းတဲ့ဆရာတွေရှိတယ်အဲ့ဒါတမန်တရားကိုရောင်းစားတဲ့အဖွဲ့တွေဖြစ်တယ်ထိုကဲ့သို့သောသူဟာအမင်္ဂလာရှိတယ်တစ်ဆက်တည်းမှာတမန်တရားကိုဝယ်လို့ဆိုတာနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်တမန်တရားကိုဝယ်တယ်ဆိုတာအချက်၃ချက်နဲ့ကျွန်တော်တို့ဝယ်ရမှာဖြစ်ပါတယ်နံပါတ်1ကတော့ကိုယ့်ရဲ့အချိန်နဲ့ခွန်အားကိုရင်းပြီးတော့တမန်တရားကိုဝယ်ရမယ်ဆိုလိုချင်တဲ့အရာကတော့နှုတ်ကပတ်တော်ခံယူဖို့ရန်အတွက်တမန်တရားကိုခံယူဖို့ရန်အတွက်ဖယားเจ้าသွားတယ်ဆိုပါစို့ဖယားเจ้าသွားဖို့ရန်အတွက်ကိုယ့်အိမ်နဲ့ဖယားเจ้าအင်ပတန်ဝေးတယ်2နာရီ3နာရီလောက်လိုင်းကားတိုးစီရတယ်ဆိုပါစို့အဲ့ဒီချိန်မျိုးမှာလူတွေကဖယားเจ้าမသွားချင်တော့ဘူးလိုင်းကား2နာရီ3နာရီလောက်တိုးစီပြီးတော့ကွာဖယားเจ้าသွားရမှာအချိန်တွေကုန်လိုက်တာလူပင်ပန်းလိုက်တာလိုင်းကားတိုးစီရတာတိတ်ပင်ပန်းတာပဲအဲ့ဒီအချိန်တွေကိုယ့်ရဲ့ခွန်အားတွေကိုမဆိုင်ထုတ်ချင်ဘူးတမန်တရားအတွက်ဒါပေမဲ့ရွှေတစ်ချက်သားအခမဲ့ပေးပါမယ်လာယူပါဆိုရင်လေလိုင်းကားဘလောက်ချက်လိုင်းကားပေါ်မှာဘလောက်ပဲကြာမီးပွင့်ဘလောက်ပဲမိလူကမရမကသွားချင်တယ်အဲ့ဒီရွှေတစ်ချက်သားအတွက်နဲ့ဒါပေမဲ့မိတ်ဆွေရွှေထက်ငွေထက်တန်ဖိုးရှိတဲ့နှုတ်ကပတ်တော်ရွှေငွေအထောင်တောင်းထက်မကတန်ဖိုးရှိတဲ့တမန်တရားနှုတ်ကပတ်တော်တော်လူကအချိန်မပေးချင်ဘူးခွန်အားအတုံးမပြုတ်ချင်ဘူးကိုရီးယားကကြည့်ဖို့ဆိုရင်တော့ညလုံးပေါက်ကြည့်နိုင်တယ်ဒါပေမဲ့တရားဟောချက်ဆိုရင်တနိုင်လောက်ဟောပြီးဆိုရင်တို့တော့အရန်ကြာတယ်တရားဟောတာ10မိနစ်20လောက်ဆိုတော့ပေါ့တဲ့အိတ်ချင်တယ်ပြင်းတယ် no ဇက်ကားကြည့်ဖို့ဂိမ်းဆော့ဖို့ကြတော့တညလုံးအချိန်ပေးနိုင်တယ်ဆိုရှယ်မီဒီယာသုံးဖို့တော့အချိန်တညလုံးပေးနိုင်တယ်ဒါပေမဲ့နှုတ်ကပတ်တော်တော့အချိန်မပေးဘူး no အဲ့ဒီအချိန်ပေးရတယ်ဒါတမန်တရားကိုမဝယ်တာညီကိုမောင်မတို့ဒါပေမဲ့တုံ့တန်ချက်အကချင်း23အပိုက်ငယ်23ကတော့တမန်တရားကိုဝယ်ပါလို့ပြောထားတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အသက်တောင်ပြင်ဆင်ရအောင်လောကအရာတွေအတွက်တော့ကိုယ့်ရဲ့အချိန်ရောခွန်အားရောအသုံးပြုပြီးတော့အယံကို active ဖြစ်ကြတယ်မဟုတ်ဘူးလားဒါပေမဲ့တမန်တရားကိုခံယူဖို့ကြတော့လူကလေမခံယူခြင်းဘူးအချိန်မပေးခြင်းဘူး no အဲ့ဒီအချိန်ပေးရတယ်တင်းရဲ့ခွန်အားရင်းရတယ်အဲ့ဒီအရာနဲ့ပဲတမန်တရားကိုဝယ်ရတာဖြစ်တယ်ညီကိုမောင်မတို့တမန်တရားကိုဝယ်ဖို့တစ်နေ့မှာအချိန်ဘယ်နှနာရီသင်ဖျားတွက်ပေးလဲတောက်ဆန်းစစ်စေခြင်းနဲ့တမန်တရားကိုဝယ်ဖို့လေ9လ6လလောက်ထိအချိန်ပေးခဲ့ရတဲ့သူတွေရှိတယ်မရှိဘူးမထင်နဲ့ရှိတယ်နော်အဲ့ဒါမာကုပညာရှိတွေဖြစ်တယ်မာကုပညာရှိတွေဟာတမန်တရားလမ်းခရီးအသက်တီးဟူသောယေရှုခရစ်တော်ကိုဖူးတွေ့ပူဇော်ဖို့ရန်အတွက်သူတို့အနည်းဆုံးအချိန်9လပေးရတယ်လမ်းခရီးမှာတောတောင်တွေဖြတ်ရတယ်ဝန်ပလွယ်တွေဖြတ်ရတယ်အန်တရတွေမျိုးစုံသူတို့ဖြတ်ရတယ်တဲကန်တရပူလောင်တဲ့အရာဖြတ်ရတယ်နေခင်ဖက်မှာပူပြီးတော့ညဖက်မှာအေးတဲ့အေးတာဖြတ်တန်းရတယ်မြေတို့ပြင်ဆိုးစိတ်ကမို့ဘလောက်ပဲပြင်ပန်းပါစေဘလောက်ပဲအချိန်ကုန်ပါစေတမန်တရားရဲ့အရှင်တီးဟူသောယေရှုခရစ်တော်ကိုဖူးတွေ့ဖို့သူတို့အနည်းဆုံး9လကနေအများဆုံး9လကြာ9လကနေ9လတိသူတို့အချိန်ယူရတယ်နော်တမန်တရားကိုရဖို့နောက်တစ်ယောက်ကအေသီယိုပီအမတ်ဖြစ်တယ်အေသီယိုပီအမတ်ကသူနေထိုင်တဲ့မြို့ကနေဂျေရုဆလင်မြို့ထိအမြဲတမ်းသူသွားရတယ်နှုတ်ကပတ်တော်ခံယူဖို့ဝတ်ပြုတ်ကိုးကွယ်ဖို့ရန်အတွက်သူဘယ်ကိုသွားရလဲဆိုတော့အဲ့ဒီနေရာအဲ့ဒီဗိမာန်တော်ရှိရာကိုမြင်းရထားစီးပြီးတော့ဆိုလိုချင်တာမြင်းလဲကိုစီးပြီးတော့မရမကသူအချိန်ကုန်တာခွန်အားတွေစိုက်ထုတ်ပြီးတော့သူသွားတာဖြစ်တယ်အဲ့လိုနှုတ်ကပတ်တော်အတွက်သွားတဲ့သူကလေအဲ့ဒီနေ့မှာပဲဖွင့်ပြခြင်းရတယ်
အဲ့ဒီနေ့မှာပဲဝိညာဉ်မျက်စိပွင့်သွားတယ်ဟာလေလုယာအဲ့ဒီနေ့မှာပဲသူဟာငါမရမကနှစ်ချင်းခံမဲ့တယ်ဟာလေလုယာနှစ်ချင်းခံပြီးယုံကြည်သူဖြစ်သွားတယ်ကောင်းကင်နိုင်ငံသားဖြစ်သွားတယ်တမန်တရားတို့အဖို့ခပေးပါမိတ်ဆွေတမန်တရားတို့တင်းရဲ့အချိန်ကိုယဉ်ပါတမန်တရားတို့တင်းရဲ့ခွန်အားတင်းရဲ့ကြမ်းမှချင်းတင်းရဲ့ခွန်အားကိုတမန်တရားတို့စိုက်ထုတ်ပါဗျာတမန်တရားကိုဝယ်ပါအဲ့ဒီတမန်တရားကရွှေထက်ငွေထက်ရွှေတပိတ်တာလို့မပြောရွှေနှစ်ပိတ်တာလို့မပြောရွှေငွေအထောင်တောင်းထက်မကတာ၍တန်ဖိုးရှိတာဖြစ်တဲ့သူတမန်တရားဟာလေလုယာဒုတိယအနေနဲ့တမန်တရားကိုအတ္တအဖြစ်ဝယ်ရပါမယ်။ဘာပြောချင်တာလဲ။ဝယ်တယ်ဆိုတဲ့အရာကအရင်ခေတ်တော့စံတပီလိုချင်တဲ့အခါမှာလေကို့မှာရှိတဲ့ဘူးတီတပိတ်တာနဲ့စံတပီကိုတွားလဲရတယ်။ကိုယ့်ရဲ့ခြံထွက်အာလူတပိတ်တာနဲ့အဲ့ဒီစီကိုတွားလဲရတယ်။စံတွေစီတွေလိုချင်တဲ့အခါမှာကိုယ့်ရဲ့ခြံထွက်အသီးနှံတွေနဲ့လဲရတယ်။ဆိုလိုချင်တဲ့အရာကတမန်တရားကိုအထဲမှာရောက်လာဖို့ရအတွက်ကိုမှရှိပြီးသားဇာတိမာနတရားတွေကိုစွန့်ထုတ်ရတယ်အလဲလုံးရတယ်နော်တင်းဘုရားကြောင့်သွားတယ်နှိမ်ချခြင်းတရားကိုတင်းခံယူခဲ့တယ်ဆိုပါစို့အဲ့ဒီနှိမ်ချခြင်းဆိုတဲ့တမန်တရားဟာတင်းရဲ့အထဲကိုနေရာရဖို့ရအတွက်တင်းမှာ original ရှိနေတဲ့မာနကြီးခြင်းဆိုတဲ့အရာနဲ့တင်းအလေးထပ်လုပ်ရတော့မှာလေအဲ့ဒီမာနကြီးခြင်းနဲ့ခုနတင်ခံယူတဲ့နှိမ်ချခြင်းဆိုတဲ့တမန်တရားနဲ့တင်အလဲလုံးရတော့ပါဒါကြောင့်တင်ဟာတန့်ရှင်းခြင်းဆိုတဲ့နှုတ်ကပတ်တော်ခံယူဖို့ရန်အတွက်တင်မှာရှိနေတဲ့ညစ်ညူးခြင်းဆိုတဲ့အရာကိုစွန့်ထုတ်ပြီးတော့အဲ့ဒီတန့်ရှင်းခြင်းဆိုတဲ့တမန်တရားကိုတင်အထဲမှာထည့်ရတယ်တမန်တရားကိုဝယ်ဖို့ရန်အတွက်အတ္တအဖြစ်ဝယ်ရမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့တမန်တရားဆိုတဲ့အခါမှာလေစစ်မှန်တဲ့တရားကိုဝယ်ပါ။နောင်တရလို့နိုင်ငံတော်တည်လို့နေပြီဆိုတဲ့တရားစစ်တရားမှန်တွေခံယူပါ။ကိုယ့်ရဲ့အတ္တတို့ပြုပြင်စရာတွေတကယ်ကိုအနှစ်သာရရှိတဲ့နှုတ်ကပတ်တော်ခံယူပါ။ထိုကဲ့သို့သောနှုတ်ကပတ်တော်မျိုးဆိုရင်ဘလောက်ပဲအချိန်ကုန်ဘလောက်ပဲပြင်ပန်းမစေအဲ့ဒီနှုတ်ကပတ်တော်မျိုးခံယူပါ။ပြီးတော့တင့်အတ္တနဲ့အလဲထပ်လုပ်ပါ။နှိမ်ချခြင်းဆိုတဲ့အရာရဖို့တင့်ရဲ့မာနကြီးခြင်းတွေစွန့်ထုတ်ခဲ့ပါ။ဇာတိတွေကိုတည်ဆဲပါ။တချို့တရားဟောချက်တွေကဇာတိကိုရေလောင်းတဲ့တရားဟောချက်တွေရှိတယ်။ No တမန်တရားအစစ်ကဇာတိကိုတည်ခိုင်းတာ။ထိုသခင်နဲ့အတူကားတိုင်းမှာနေ့ရက်စဉ်တိုင်းအသေးသက်ရမယ်။နှုတ်ကပတ်တော်မှာပေါ်ပြထားတယ်။ဇာတိဆိုတဲ့အရာကိုယ့်ရဲ့မောက်မာခြင်းတွေကိုယ့်ရဲ့ခွင့်မလွတ်နိုင်ခြင်းတွေတချို့တရားဟောချက်တွေကဝမ်းနည်းဖို့ကောင်းတာအဲ့ဒီဇာတိကိုပြန်ရေလောင်းတဲ့တရားဟောချက်တွေရှိတယ်။တင့်ကိုချိန်ဆတဲ့သူတွေမှတ်ထားလိုက်တဲ့တင့်ကိုကဲ့ရဲ့တဲ့သူတင့်ကိုတိုက်ခိုက်တဲ့သူတွေမှတ်ထားလိုက်အဲ့ဒီလူတွေရှိမှဖခင်တင့်ကိုချီးမြှောက်မယ်အဲ့လိုတရားဟောချက်ကလေလူကိုခွင့်မလွတ်နိုင်ဖို့ဇာတိကိုရေလောင်းနေတာဗျဒီအခါမှာကိုယ်ဆဲခဲ့တဲ့သူတွေကိုအမျိုးတက်ထားတယ်အမြဲတမ်းမှတ်ထားတယ်တနေ့ဖခင်ငါ့ကိုချီးမြှောက်တဲ့တနေ့သူတို့ကငါပြန်လက်စားချေမယ်ဖခင်ငါ့ကိုကားပေးတဲ့တနေ့သူတို့ရှေ့မှာငါကားပတ်မောင်းပြမယ်ခွင့်မလွတ်နိုင်ခြင်းတွေပူဆိုးလာတယ်တချို့တရားဟောချက်တွေရှိတယ်နော်ဇာတိကိုရေလောင်းတဲ့တရားဟောချက်တွေအဲ့ဒါနားထောင်လို့တော့ကောင်းတယ်တင့်ကိုချိန်ဆဲတဲ့သူရှေ့မှာဖခင်တင့်ကိုချီးမြှောက်မယ်ဘာဖြစ်တယ်ညာဖြစ်တယ် no အဲ့ဒါတင်းရဲ့ဇာတိကိုရေလောင်းနေတဲ့တရားဟောချက်တွေဖြစ်တယ်တကယ်နှုတ်ကပတ်တော်စစ်ကတော့ခွင့်လွတ်ခြင်းဖြစ်တယ်ယောသရဲ့အတ္တကတော့ခွင့်လွတ်ခြင်းသူ့ကိုရောင်းစားတဲ့အကူတွေကိုခွင့်လွတ်တာသူ့ကိုမတရားပြုတ်ခဲ့တဲ့ပေါတိဖာမိန်းမကိုခွင့်လွတ်နိုင်တာအဲ့ဒါတမန်တရားစစ်တွေအဲ့ဒီတရားစစ်တရားမှန်တွေကိုသင်ခံယူပါခံယူတဲ့အခါမှာလေသင်ရဲ့အတ္တနဲ့ယဉ်ပြီးခံယူရမှာဖြစ်တယ်ဟာလေလုယာပတ်တော့နောက်ဆုံးချက်ကတော့နှုတ်ကပတ်တမန်တရားကိုငွေချေးအဖြစ်လည်းဝယ်ယူနိုင်တာဖြစ်ပါတယ်ဒါကိုမြင်တာကိုပြောရမယ်ဆိုရင်အခုကချင်ပြည်နယ်ဘက်ကနေကျွန်တော်ကိုတရားပွဲခေါ်တဲ့အခါမှာလေရင်လက်မှတ်အများကြီးကိုခံပြီးခေါ်တယ်ဟိုတယ်စရိတ်အများကြီးပဲသူတို့မကုန်ကြစီများစွာလုပ်ပြီးတော့တရားပွဲချင်းပါတယ်ဟာလို့တာလေတိမ်ပေါင်းများစွာကုန်ခံတာသူတို့ဘာဝယ်နေတာလဲကျွန်တော် image ကိုသူတို့ဝယ်တာမဟုတ်နှုတ်ကပတ်တော်ကိုတမန်တရားကိုဝယ်တာဖြစ်တယ်ငါတို့မြို့မှာရှိတဲ့သူတွေငါတို့ဒေသမှာရှိတဲ့သူတွေတမန်တရားကိုသိပြီးလွတ်မြောက်ခြင်းရှိကြပါစေ You shall know the truth and the truth shall set you free ရှင်ယောဟန်ခရစ်ဝင်ခန်းကြီးရှိအပိုင်ငယ်31မှာတမန်တရားကိုသိရတဲ့ထိုတမန်တရားကတင့်ကိုလွတ်ခြင်းအခွင့်ပေးမယ်လို့ပြောထားတယ်ဒါကြောင့်မလို့တမန်တရားအတွက်
လွတ်မြောက်စေဖို့ရအတွက်ငွေအများကြီးအကုန်ခံပြီးတော့တမန်တရားကိုဝယ်တာဖြစ်တယ်တမန်တရားကိုထိုကဲ့သို့ဝယ်တော့သူဟာဘယ်တော့မှမစင်ရဘူးဖြစ်တယ်ဟာလေလုယာတချို့အမျိုးသမီးတွေကျွန်တော်တွေ့ဘူးတယ်သူတို့ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုတမန်တရားရစေခြင်းနဲ့လွတ်မြောက်စေခြင်းတဲ့အခါမှာတရားပွဲတွေရှိရလေတက်စီကားတွေအကုန်ခံပြီးတငယ်ချင်းတွေခေါ်သွားတတ်တယ်တကယ်ချင်းလာခဲ့ပါလိုက်ခဲ့ပါလမ်းစီတပြားမှမကုန်စေအောင်ငါပဲအကုန်ခံပါမယ်နင်စားစီလည်းမကုန်စေအောင်ဆိုင်မှာငါကျွေးမယ်လာပါတရားဟောချက်နာနာထောင်ပါငွေတွေအများကြီးအကုန်ခံပြီးတော့သူ့ရဲ့တငယ်ချင်းအတွက်တမန်တရားကိုဝယ်ပေးနေတာဖြစ်တယ်ကိုယ့်ရဲ့ငွေတွေကိုငွေဆိုတာကုန်ပါပဲအလှကုန်တွေဝယ်လို့ပတ်စံကုန်တာထက်ဆိုင်တယ်တမန်တရားကိုတီးဖို့ပတ်စံကုန်တာတာရွေးမြတ်တယ်မဟုတ်ဘူးလားဒါကြောင့်ကိုယ့်ရဲ့မိသားစုဝင်တွေကိုယ့်ရဲ့မိတ်ဆွေတွေတကယ်ချင်းတွေဖယားကိုသိစေခြင်းလို့တမန်တရားကိုဝယ်ပေးနေတဲ့သူတွေရှိတယ်ထိုကဲ့သို့ဝယ်တော့သူဟာမစင်းရရဘူးနောက်ပြီးတော့ကိုယ့်ရဲ့အတ္တအတွက်လည်းနှုတ်ကပတ်တော်တမန်တရားကိုရတဲ့အခါမှာအာမင်ထူပါအာမင်ထူတဲ့အခါမှာလည်းပစက်နဲ့ပဲတည်တဲ့အာမင်ထူတာမဟုတ်ပဲနဲ့အတ္တနဲ့ငွေကြေးအဖြစ်အာမင်ထူတဲ့ဖွဲ့တွေကျွန်တော်တွေ့ဘူးတယ်ဘေးအိုးလွင်ပဲကျွန်တော်တွားတယ်ကလေးမျိုးပဲကျွန်တော်တွားတယ်ရောက်တဲ့အသင်းတော်တိုင်းမှာနှုတ်ကပတ်တော်ဝေငှတဲ့အခါမှာတချို့မျက်ရည်ပေါက်ပေါက်ကျတယ်မနေနိုင်တော့ဘူးတရားဟောပွဲပြီးတဲ့အခါမှာတော့သူတို့မှပါလာတဲ့လမ်းစီထဲကနေဖဲ့ပြီးတော့မလုပ်တတ်လဲကျွန်တော်စီလာပေးတယ်မလုပ်တာလေတမန်တရားကိုတုံ့ပြန်တာဖြစ်တယ်ဒီနေ့နှုတ်ကပတ်တော်ကကျွန်တော်ကျမအတွက်ဖြစ်တယ်အာမင်ပါဆိုတဲ့အရာကိုတုံ့ပြန်တာဖြစ်တယ်တမန်တရားကိုဝယ်နေတာဖြစ်တယ်ထိုကဲ့သို့တမန်တရားကိုဝယ်တဲ့သူရတတ်တာဟာကောင်းသောအရာတစ်စုံတစ်ခုမှမလုပ်ရဘူးရှင်တဲ့တို့ရငတ်မှုရငတ်မှုပဲတမန်တရားတို့ကိုယ့်ရဲ့ငွေကိုအကုန်ခံပြီးတမန်တရား၌ငွေလျော်တတ်တဲ့သူဟာကောင်းသောအရာတစ်စုံတစ်ခုမှမလုပ်ရဘူးမိတ်ဆွေဒါကြောင့်တင်းရအတတ်တောင်ဆင်ခြင်းပါတော့မိခင်အတင်းတော်မှာလေလူ၃ယောက်ကိုကျွန်တော်တွေ့ရတယ်ကျန်တဲ့သူတွေကတော့တမန်တရားကိုတုံ့ပြန်ဖို့သူတို့ပြက်ကွက်ကြတယ်ဆင်းရဲကြတာဟုတ်ဆင်းရဲတော့နှုတ်ကပတ်တော်တဘိုးမထားတဘိုးမထားတော့ပိုဆင်းရဲဒါပဲရှိတယ်ဒါပေမဲ့လူ၃ယောက်ရှိတယ်တယောက်ကသူ့ရဲ့ကလေးတွေနဲ့ရွှေ့ပြောင်းလာရတဲ့သူပေါ့ကရင်လူမျိုးပေါ့သူဆိုရင်ဖျားရှိခိုးပြီးတဲ့အခါမှာစာအိတ်နဲ့အမြဲတမ်းတုံ့ပြန်တယ်စာအိတ်လေးပေးတယ်ဒီခါမှပြန်ဆူတောင်းပေးတယ်ဘာလို့နေတာလဲဆိုသူ့ရဲ့အတ္တအဖြစ်ဖျားရှိခိုးတိုင်းမှာနော်ဒါတာမန်လူပဲပြောတာမဟုတ်ဘူးနော်ဆေဖို့တဖို့မဟုတ်နှုတ်ကပတ်တော်တီးတတ်သွားစာအိတ်ထဲလာတယ်နောက်တစ်ယောက်အဖွားကြီးတစ်ယောက်အဖီးပေါ့တူလဲကရင်လူမျိုးပဲသူ့မှာရှိတဲ့ပတ်စံ1000တန်လေးတွေနဲ့ဖက်ပြီးတော့ဒါကတော့နှုတ်ကပတ်တော်အတွက်မျိုးစေ့ပါတဲ့ဒါတော့ဆေဖို့တဖို့ပါတော့ခွဲသေးတာဒါဆေဖို့တဖို့ဖြစ်ပါတယ်။အော်ဟုတ်ကဲ့ဆေဖို့တဖို့ဒီလောက်နော်။အော်တရားတော့နှုတ်ကပတ်တော်အတွက်မျိုးစေ့ဖြစ်ပါတယ်။ဒုံခန္ဓာဖြစ်တယ်။နောက်ပြီးတော့အသင်းတော်မှာ worship leader လုပ်နေတဲ့ကောင်လေးတယောက်ကျွန်တော်ရဲ့ဝိညာဉ်ရေးတာတားလေးဟုတ်တယ်သူကခရစ်တော်နိုင်ကြီးကိုလည်းဟုတ်တယ်။သူဆိုလည်းထိုနည်း၎င်းပဲတမန်တယောက်သူအယံအယူသွတ်တယ်။တမန်တယောက်ကိုအယူမှုဖြစ်တယ်။နှုတ်ကပတ်တော်ကိုသူခံယူတယ်ခွန်အားရတယ်အမြဲတမ်းသူ့ရဲ့ပါစက်ကနေအာမင်ဒီနှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တဲ့အယံခွန်အားရတယ်ပြောတယ်ဒါပေမဲ့ထူးထူးခြားခြားသူကပါစက်ကနေပဲအာမင်ထူတာအားမရတော့တဲ့အခါမှာစာအိတ်လေးမှာပါစက်ထည့်လာပြီးတော့ဒီပလိဖက်ကိုတက်လာတယ်ကျွန်တော်တို့စီလာဘာလို့ဒါလဲဒါဆေဖို့တဖို့လားအဦးတီလားဘာလဲဆိုတော့ဆေဖို့တဖို့မဟုတ်ဘူးအဦးတီမဟုတ်ဘူးဒီရကနှုတ်ကပတ်တော်ကိုခိုးအားရတဲ့အတွက်နှုတ်ကပတ်တော်ဟာကျွန်တော်အတွက်ဖြစ်တယ်ဆိုတော့သူကတုံ့ပြန်တော့အဖြစ်နှုတ်ကပတ်တော်မျိုးစေ့ဖြစ်တယ်ထိုကဲ့သို့နှုတ်ကပတ်တော်တုံ့ပြန်တတ်တဲ့သူနှုတ်ကပတ်တော်ဝယ်ယူတတ်တဲ့သူတမန်တရားကိုဝယ်တဲ့သူကလေနံပါတ်1နေတတ်ခြင်းရှိတယ်သူစအခုနိုင်ငံရေးအခြေအနေမကောင်းလူတွေအရင်ပူလောင်တဲ့အချိန်မှာတော့နေတတ်ခြင်းရှိတယ်တမန်တရားကိုဝယ်တတ်တဲ့သူတမန်တရားကိုအထဲမှာထားတတ်တဲ့သူကနံပါတ်1အကျိုးကငြိမ်သက်ခြင်းရှိတယ်ထိုနှုတ်ကပတ်တော်လူကိုငြိမ်သက်စေနိုင်တယ်နံပါတ်2ထိုတရားစကားတွေ့တော်သူတွေတကူလုံးချမ်းသာခြင်းအကြောင်းဖြစ်တယ်နှုတ်ကပတ်တော်ရသွားတဲ့သူကလည်းချမ်းသာခြင်းဖြစ်စေတာဖြစ်တယ်နံပါတ်3တမန်တရားကိုရတဲ့သူကလွတ်မြောက်ခြင်းရှိတယ်တမန်တရားကိုသိရင်လည်းထိုတရားတွေတင့်ကိုလွတ်ခြင်းကိုပေးလိုက်မယ်ယောဟန်8:32မှာ You shall know the truth and the truth shall set you free တမန်တရားဟာတင့်ကိုလွတ်ခြင်းခွင့်ပေးမယ်သူများချီနှောင်နေတဲ့မုန်းတီးနေတဲ့အတ္တတာခံနေတမန်တရားသိတဲ့အခါမှာလွတ်မြောက်ခြင်းရှိတယ်ပေါ့ပါခြင်းရှိတယ်ဟာလေလုယာထိုတမန်တရားသိတဲ့အခါမှာလမ်းခရီးဟာလင်းလာတယ်ကိုယ့်ရဲ့အတ္တမှောင်မိုက်မနေတော့ဘူး
လန်ခီလင်းထိုတမန်တရားဟာကိုကိုရဲရင်စေတယ်ဟာလေလုယာရွှေထက်ငွေထက်တမိုးရှိတဲ့နှုတ်ကပတ်တော်ကိုကိုခွန်အားပေးတဲ့နှုတ်ကပတ်တော်ကိုကိုအလင်းပေးတဲ့နှုတ်ကပတ်တော်ကိုကိုချမ်းသာစေတဲ့နှုတ်ကပတ်တော်ကိုကိုငြိမ်သက်ခြင်းပြေဝစေတဲ့ထိုနှုတ်ကပတ်တော်ကိုရောင်းစားတော်သူမဟုတ်ပဲနဲ့နှုတ်ကပတ်တော်ဝယ်ယူတတ်တော်သူဖြစ်ကြပါစေလို့အားပေးရနဲ့ရောက်ချင်းစီတိုင်းကိုနှုတ်ဆက်လိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြပါစို့